အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကိုရီးယားဘာသာစကားရဲ့တရားပိုင်းနဲ့ပတ်သက်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်ကိုရီးယားဘာသာစကားမှာတရားကို monpop လို့ခေါ်ပါတယ် monpop ဆိုတာကကြတော့တရားပါဒီနေ့သင်ပေးမယ့်တရားကတော့ကရိယာပေါင်း ninde onnate ဆိုတဲ့ဒီတရားလေးနဲ့ပတ်သက်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်ကရိယာရဲ့နောက်မှာ ninde onnate ကိုကပ်ပြီးတော့အသုံးပြုလိုက်တဲ့အခါမှာမြန်မာလိုအဓိပ္ပာယ်ကတော့ဒေါ်ချောင်းလို့ပေမဲ့ဆိုပြီးတော့ဘာသာပြန်အသုံးပြုလို့ရတဲ့တရားပုံစံလေးဖြစ်ပါတယ်ဒီတရားပုံစံကကြတော့ဝါကြတွေမှာအကြောင်းပြချက်ဒါမှမဟုတ်ဝါကြဆက်အနေနဲ့အသုံးပြုလို့ရတဲ့တရားပုံစံလေးဖြစ်ပါတယ်ကရိယာရဲ့နာမှာ ninde onnate ကိုကပ်လိုက်တဲ့အခါမှာမြန်မာလိုအဓိပ္ပာယ်ဒေါ်ချောင်းလို့ပေမဲ့ဆိုပြီးတော့အသုံးပြုလို့ရတာဖြစ်တယ်ဒီကရိယာနေရာမှာကတော့ကရိယာရဲ့နေရာမှာကတော့ဘယ်လိုသုံးပါလဲဆိုတော့သူက action verb ita opta နဲ့ဆုံးတဲ့ကရိယာတွေလာမယ်ဆိုလို့ရှိရင်တော့သူက ninde ကပ်ပေးလိုက်အောင်ပါပဲအသက်ပါမပါခွဲစရာမလိုပါဘူး action verb ဆိုတာကကြတော့လှုပ်ရှားမှုပြကရိယာတွေပေါ့နော်လှုပ်ရှားမှုပြကရိယာတွေ ita တို့ opta တို့နဲ့လာမယ်ဆိုလို့ရှိရင်တော့သူကနင်းသေးကပ်ပြီးလိုက်ရုံပါပဲအသက်ပါမပါခွဲစရာမလိုဘူးညီမလိုအဓိပ္ပာယ်ကတော့ချောင်းလို့ပေမဲ့ဟုတ်ပြီနော်အဲဆိုတော့ခါကျတော့ဒီကရိယာနေရာမှာ action verb မဟုတ်ဘဲနဲ့ quality verb တွေလာမယ်ဆိုလို့ရှိရင်ဂုံကြီးဂုံသေးကိုပြတယ်အရေးသေးပြကရိယာတွေကိုလာမယ်ဆိုလို့ရှိရင်တော့သူက onnate ကိုသုံးပေးရမှာဖြစ်တယ် onnate ကကြတော့သူကဒီမှာ quality verb မှာအသက်ပါတယ်ဆိုလို့ရှိရင် onde အသက်မပါဘူးဆိုလို့ရှိရင်တော့သူကအနာတေကိုကပ်ပြရမှာဖြစ်တယ်ဟုတ်ပြီနော်အရေးသေးပြကရိယာတွေမှာကတော့အသက်ပါမပါခွဲတယ်အသက်ပါ onde အသက်မပါဘူးဆိုရင်တော့နာတေမြန်မာလိုအဓိပ္ပာယ်ကတော့ဒေါ်ကြောင့်လို့ပေမဲ့ဒီလိုမျိုးအသုံးပြုလို့ရတယ်ဟုတ်ပြီအဲ့ဒါဆိုတော့ခါကျတော့ကရိယာတွေအသုံးမှာအသုံးပြုသလို noun နဲ့လည်းတွဲပြီးတော့အသုံးပြုလို့ရပါတယ်အဲဒါကြောင့် noun ကိုသုံးမယ်ဆိုလို့ရှိရင် present ပုံစံသုံးမယ်ဆိုလို့ရှိရင်တော့ပြစ္ဆုတ်ပံကာလပုံစံသုံးမယ်ဆိုလို့ရှိရင်တော့ noun ပေါင်း in there ဆိုတာကကြတော့ noun ဖြစ်ပေမဲ့ဆိုပြီးတော့ဘာသာပြန်အသုံးပြုလို့ရတယ်အသက်ပါမပါခွဲစရာမလိုဘူးဟုတ်ပြီနော် noun ပေါင်း in there ဖြစ်ပေမဲ့ noun ဖြစ်ပေမဲ့ပေါ့နော်ဟုတ်ပြီအသက်ပါမပါခွဲစရာမလိုဘူးအဲ့ဒီက noun ကအတိတ်ပုံစံနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ past tense အတိတ်ပုံစံနဲ့ပြောမယ်ဆိုလို့ရှိရင်တော့သူကအသက်ပါတယ်ဆိုလို့ရှိရင် noun ပေါင်း e on နေတဲ့အသက်ပါရင် noun ပေါင်း e on နေတဲ့ noun ဖြစ်ခဲ့ပေမဲ့တကယ်လို့အသက်မပါဘူးဆိုလို့ရှိရင်တော့ noun ပေါင်း your နေတဲ့အဲဆိုတော့ noun ဖြစ်ခဲ့ပေမဲ့ဒီလိုပုံစံမျိုးလေးအသုံးပြုလို့ရပါတယ်အတိတ်ပုံစံနဲ့ပြောမယ်ဆိုလို့ရှိရင်တော့အသက်ပါတယ်ဆိုလို့ရှိရင် e on နေတဲ့ကပ်ရမယ်အသက်မပါဘူးဆိုရင်တော့ your နေတဲ့ကိုကပ်ပြီးတော့အသုံးပြုပေးလိုက်ရုံပါပဲဟုတ်ပြီအဲ့ဒါဆိုတော့ကကြတော့ဒီ grammar အပေါ်ကဒီစာကြောင်းလေးရှင်းတာကိုတည်တည်ချာချာနားထောင်ပါနော်ဟုတ်ပြီအဲ့ဆိုတော့ကကြတော့ဝါကြလေးတွေကြည့်မယ်ဝါကြလေးတွေနဲ့ကြတော့ပို့လဲသွားပါလိမ့်မယ်နံပါတ်1ကကြတော့ဒီမှာ밖에비가많이오는데우산좀빌려주세요အပြင်မှာမိုးကများကြီးရွာလို့ထီးတစ်စိမ့်လောက်ငှားပြီးပါ밖에ဆိုတာကကြတော့အပြင်မှာ비가မိုးက많이ဆိုတာကြတော့အများကြီး 오는데ရွာလို့ဒီမှာဆိုလို့ရှိရင် 오다 ဆိုတဲ့ဒီကြတော့ action verb ကနောက်မှာဒီမှာ ninde လေးကပ်ပြလိုက်အောင်ပါပဲအသက်ပါမပါခွဲစရာမလိုဘူး 오는데ရွာလို့우산ဆိုတာကကြတော့ထီး좀တစ်စိမ့်လောက်빌려주세요ငှားပေးပါဒါကကြတော့어해주다တရားရဲ့ဥဆဲကိုတရားရဲ့တွဲပြီးတော့သုံးပြထားတာဖြစ်တယ်။အဲကြတော့အောက်ဟဲကျူတာတရားရောဥဆဲကိုတရားရောရှေ့တရားတွေမှာရှေ့တရားဗီဒီယိုဖိုင်တွေမှာသင်ပြီးတာဖြစ်တဲ့အတွက်အသေးစိတ်မပြောတော့ဘူးဒီမှာ billy သားဆိုတဲ့ဒီကရိယာချင်းကားဒီဆိုတဲ့ကရိယာကိုနောက်ကအောက်ဟဲကျူဆဲကိုလေးသုံးပြထားတာဖြစ်ပါတယ်။ဟုတ်ပြီနော်။အဲဆိုတော့ခါကျတော့ဒီတရားကိုသုံးတာတော့ဒီနေရာလေးမှာသုံးတာပါ။ oninde ဆိုတာကကြတော့ရွာလို့ရွာတော့ကြဟဲ့လားအကြောင်းပြချက်အနေနဲ့အသုံးပြုတာဖြစ်တယ်။밖에비가많이오는데우산좀빌려주세요အပြင်မှာမိုးကအများကြီးရွာလို့ထီးတစ်စိမ့်လောက်ငှားပြီးပါဒီလိုမျိုးလေးအသုံးပြုလို့ရတယ်ဟုတ်ပြီနော်နံပါတ်2ကကြတော့오늘은 바쁜데 내일은 시간이 괜찮아요. 하라. ဒီနေ့ကတော့အလုံးများပြီမဲ့မနေ့ပြန်ကတော့အချိန်ကအဆင်ပြေပါတယ်အဲဆိုတော့ခါကြတော့ 오늘은 ဒီနေ့ကတော့ဘာပုတာဆိုတာအလုံးများတည်ဆိုတဲ့ဒီ quality verb ကအသက်မပါတာဖြစ်တဲ့အတွက်ဒီမှာ not တယ်လေးကပ်ပေးလိုက်ရုံပါပဲဘာပွန်တဲ့အလုံးများပြီမဲ့ 내일은 မနေ့ပြန်ကတော့ 시간이 괜찮아요 အချိန်ကအဆင်ပြေပါတယ်ဒီမျိုးလေးအသုံးပြုလို့ရပါတယ် 오늘은 바쁜데 내일은 시간이 괜찮아요 ဒီနေ့ကတော့အလုံးများပြီမဲ့မနေ့ပြန်ကတော့အဆင်ပြေပါတယ်ဒီလိုမျိုးလေးအသုံးပြုလို့ရပါတယ်ဟုတ်ပြီအဲ့ဒါဆိုတော့နံပါတ်3ကကြတော့ဒီမှာ피자가 아주 맛있는데 더ကြတော့드실래요 피자ကအရင်အရသာရှိလို့ထပ်ပြီးတော့သုံးစာဦးမလား 피자ဆိုတာကကြတော့ပီဇာကိုပြောတာပီဇာမုန့်ပြောတာเนาะ 피자ကဆိုတာကြတော့ပီဇာက아주ဆိုတာကြတော့အရင်맛있다ဆိုတာကြတော့အရသာရှိသည်ဟာလား맛있다ဆိုတာကြအရသာရှိသည်အဲ့ဒီအရသာရှိသည်ဆိုတော့ ida opta နဲ့ဆုံးတဲ့ကရိယာနာမှာတော့ ninde လေးကပ်ပေးလိုက်အောင်ပါပဲအဲကြတော့맛있는데အရသာရှိလို့
လို့ထောဆိုတာကကြတော့ထပ်ပြီးပို့ပြီးအဲကြတော့သူရှိတာဆိုတာကြတော့သုံးဆောင်တည်ဆိုရဒီကရိယာကိုဥလလေယူသရာလေးကပ်ပေးထားတယ်ကပ်ပေးထားတာဖြစ်ပါတယ်သူရှိတာကနေပြီးတော့ကရိယာဒါကိုပြုလိုက်တဲ့အခါမှာရှိမှအသက်ပါတော့လလေယူသရာလေးကပ်ပေးလိုက်တာပါကရိယာပေါင်းဥလလေယူသရာကလည်းပဲရှိဘရီဖိုင်နေမှာသင်ပြီးပါပြီနော်အဲဆိုတော့သူရှိလေရောသုံးဆောင်အောင်မလားဒီမျိုးလေးသုံးပြလို့ရပါတယ်ဒီဝါကြထဲမှာဒီသရာကတော့မရှိနေအရသာရှိလို့ဒီလိုမျိုးလေးသုံးပြလို့ရတယ်ဖိဇာကအကျုမရှိနေထောသူရှိလေရောအဲဆိုတော့ဖိဇာကအရန်အရသာရှိလို့ထပ်ပြီးတော့သုံးဆောင်အောင်မလားဒီလိုမျိုးလေးသုံးပြလို့ရပါတယ်ဟုတ်ပြီနောက်နံပါတ်၄ကကြတော့저아까 바보 먹었는데 다시 배가 고프고 있어요. 하라. 쿠나가ထမင်းစားခဲ့ 비매 태비로 바이사니래. 그래서 아까 소라가 자로 쿠나가 바보 먹었는데 아자ထမင်းစားခဲ့ 비매 바보 자자로ထမင်းကို 먹다 자자로 사디 액션백. 에리가 액션백고마 누가အတိတ်ပုံစံနဲ့ပြောထားတဲ့ 먹어 자자로 사게 는데 자자로 비매 먹었는데 ပြောချင်တာကဒီမှာ star လေးပြထားတယ်ဒီကျတော့ action verb ကိုမှအတိတ်ပုံစံနဲ့သုံးမယ်ဆိုရင်လည်းနောက်ကနင်းတဲ့ကပ်ပေးလိုက်ရုံပါပဲဟုတ်ပြီနော်အဲဆိုတော့မော်ကောနင်းတဲ့စားခဲ့ပြီးမဲ့ဒါရှိထပ်ပြီးတော့ဘယ်ကကိုဖူးကိုစော်ရောဘိုက်ကစားနေသေးတယ်စားနေတယ်ပေါ့ဟလာခုနမှာထမင်းစားတာကိုဘိုက်ကထပ်စားနေတယ်ဒီလိုမျိုးလေးပြောချင်တာပေါ့아가 바보 먹었는데 다시 배가 고프고 있어요. 하라 쿠나가ထမင်းစားခဲ့ပြီးမဲ့ထပ်ပြီးဘိုက်စားနေတယ်ဒီလိုမျိုးလေးပြောချင်ရင်လည်းပြောလို့ရပါတယ်ဟုတ်ပြီနောက်နံပါတ်5ကကြတော့ 오빠가 가수인데 축구를 아주 잘해요. 하라 아고가 소로 ဖြစ်ပေမဲ့ ဘောလုံးကန်တာလဲတော်တယ်လို့ပြောချင်တာဟာလားဘောလုံးကန်ခြင်းကိုအရန်တော်တယ် 오빠가ဆိုတာကကြတော့အကိုက 가수ဆိုတာကကြအဆိုတော့ဒါ noun ပေါ့ noun နာမှာ in there ဆိုတာကြတော့ဖြစ်ပေမဲ့ 가수인데 ဟာလားအဆိုတော့ဖြစ်ပေမဲ့ 축구를ဆိုတာကြတော့ဘောလုံးကန်ခြင်းကို 아주 잘해요. အရန်တော်ပါတယ်ဒီမျိုးလေးပြောလို့ရပါတယ် 오빠가 가수인데 축구를 아주 잘해요.အကိုကအဆိုတော့ဖြစ်ပေမဲ့ဘောလုံးကန်တာအရန်တော်တယ်ဒီလိုမျိုးလေးပြောလို့ရပါတယ်ဟုတ်ပြီနောက်တစ်ခါဒီမှာနံပါတ်6ကကြတော့ဒါကြတော့ 저는 배우였는데 취미는 의사예요. 하라 저너가로 띄우성 피케비메 와드나가로 시험을 피바래 저는 저너가로 아서로 배우 소라가 자 요신 띄우성을 뼈라 허비너 아서로 마 였는데 사자로 피케비메 하라 디마 아담 디마 나오의 나오마 누가 아떼 보낸 뼈메 소면 아담마 바라 피데 돼 였는데 리우 깝비야라 너 였는데 아서로 아담 바이 이었는데 아담 바로 였는데 리 깝비လိုက်တယ် 배우였는데 사자로 띄우성 피케비메 두에 다 또아 취미는 와드나ကတော့ 의사예요ဆရာဝန်ဖြစ်ပါတယ်တဲ့ 저는 배우였는데 취미는 의사예요 하라 ကျွန်တော်ကတော့တယောက်ဆောင်ဖြစ်ခဲ့ပေမဲ့ဟာလားဝါဒနာကတော့ဆရာဝန်ဖြစ်ပါတယ်ဒီလိုမျိုးဖြစ်ခဲ့ပေမဲ့လို့ပြောချင်တယ်ဆိုရင်တော့ဒီလိုမျိုး noun ပေါင်းဒါ short name လေးကိုကပ်ပြီးတော့အသုံးပြုလို့ရပါတယ်ကျွန်တော်배우였는데 취미는 의사예요ဒီမျိုးလေးအသုံးပြုလို့ရပါတယ်ဟုတ်ပြီအဲဒါဆိုလို့ရှိရင်တော့ဒီဓာတ်လေးနဲ့ပတ်သက်ပြီးတော့နားလည်လိမ့်မယ်ထင်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုတော့ခေါင်းစဉ်ဒီခေါင်းစဉ်လေးတွေကိုတည်တည်ချာချာဖတ်ပါဓာတ်ရှင်းထားတဲ့ဒီပုံစံလေးတွေကိုတည်ချာဖတ်ပါဖတ်ပြီးတော့ခါကြတော့ဝါကြလေးတွေကိုတည်တည်ချာချာလိုက်လုပ်ပါကိုယ်တိုင်သိတဲ့ meaning လေးတွေနဲ့ဝါကြလေးတွေရေးကြည့်ပါလို့ပြောချင်ပါတယ်ဟုတ်ပြီနော်အားလုံးပဲအဆင်ပြေကြပါစေရှင်ဟလားဝါကြလေးတစ်ခါလောက်ထပ်ပတ်လိုက်မယ်နော်밖에 비가 많이 오는데 우산 좀 빌려주세요. 하라 앞에만 뭐가 아미아지와로 티드세라 나비바 하라 오는데 모여와로 너 나디마 오늘은 바쁜데 내일은 시간이 괜찮아요. 하라 디니가 로미아비메 내편가로 아체잉아 신비바레 바쁜데 피자가 아주 맛있는데 더 드실래요? 피자가 야야다시로 탑이동사 오물라 하라 맛있는데 맛있는데 아까 밥 먹었는데 다시 배가 고프고 있어요. 쿠나가ထမင်းစားခဲ့ 비매 탑이 바이사니래. 하라. 두မျိုးလေးသုံးပြလို့ရပါတယ် 오빠가 가수인데 축구를 아주 잘해요. 아고가အဆိုတော့ဖြစ်ပေမဲ့ဘောလုံးကန်ခြင်းကိုအရန်တော်ပါတယ် noun ပေါင်း in데 ဟုတ်ပြီနော်နောက်တစ်ခါဒီမှာ 저는 배우였는데 취미는 의사예요. 하라. ကျွန်တော်ကတော့တရုတ်ဆောင်ဖြစ်ခဲ့ပေမဲ့ဝါဒနာကတော့ဆရာဝန်ဖြစ်ပါတယ် 저는 배우였는데 취미는 의사예요. ဒီလိုမျိုးလေးအသုံးပြုလို့ရပါတယ်ဟာလားအားလုံးပဲစီပြေကြပါစေကိုရီးယားဘာသာစကားလေ့လာတာလည်းတိုးတက်ကြပါစေရှင်အားလုံးစီပြေကြပါစေကျန်းမာကြပါစေဘေးကင်းကြပါစေ